လုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ AI Curious page ကနေပြီးတော့Microsoft certificate တစ်ခုဖြစ်တဲ့ Introduction to AI SUR course အဲ့ဒီ course တွေကmodule တစ်ခုဖြစ်တဲ့ Introduction to Natural Language Processing Concept ဆိုတဲ့ module ရဲ့ exercise တစ်ခုကိုပြသွားပေးချင်ပါတယ်ဆိုတော့ဒီ Introduction to Natural Language Processing ဆိုတာတော့သူကဒီ AI တွေမှာအသုံးပြုတဲ့ဘာသာစကားတွေကိုprocess လုပ်တဲ့theory ပေါ့နော်ဘယ်လိုဒီဘာသာစကားတွေကို process လုပ်လဲဆိုတာကိုသူကရှင်းပြပေးသွားတာပါအဲ့ဒီ concept တွေထဲမှာဒီနည်းလမ်းတစ်ခုဖြစ်တဲ့ sentiment analysis ဆိုတဲ့နီးပညာကိုရှင်းပြထားတဲ့ exercise ပေါ့နော်အဲ့ဒါလေးတစ်ခုကိုပြသွားပေးချင်ပါတယ်sentiment analysis ဆိုတာကိုမြန်မာလိုပြန်တော့ဘယ်လိုပြန်လို့ရမလဲဆိုရင်အနည်းဆက်ဆုံးကတော့သဘောထားခွဲခြားစိတ်ဖြာခြင်းပေါ့နော်ဆိုတော့ NLP ရဲ့နည်းပညာတစ်ခုပေါ့အဲ့ဒါတော့ဘာကိုပြောချင်တာလဲဆိုလို့ရှိရင်လူတစ်ယောက်ရဲ့ခံစားချက်ဒါမှမဟုတ်လို့ရှိရင်သဘောထားကို AI ဒါမှမဟုတ်ကွန်ပျူတာကနေပြီးတော့အဲ့လိုအလျောက်သူကခွဲခြမ်းစိတ်ဖြာပေးတာပေါ့နော်အဲ့ဒါတော့သူကပြောလိုက်တဲ့လူတယောက်ပြောလိုက်တဲ့စကားလုံးတွေဒါမှမဟုတ်လို့ရှိရင်သူရေးထားတဲ့စာသားတွေထဲကတချို့တွေစကားလုံးတွေကိုထုတ်နှုတ်ပြီးတော့ဒီသူပြောနေတဲ့အကြောင်းအရာကpositive အကြောင်းအရာလားကောင်းတဲ့အကြောင်းအရာလား negative အကြောင်းအရာလားဒါမှမဟုတ်လို့ရှိရင်ကောင်းတာလည်းမဟုတ်ဘူးဆိုတာလည်းမဟုတ်ဘူးခြားနေအကြောင်းအရာလားဆိုတဲ့ဟာကိုသူကဆုံးဖြတ်ပေးတာပေါ့နော်ဆိုတော့ဥပမာပြောရလို့ရှိရင်ဒီ social media တွေမှာရေးထားတဲ့ post တွေ comment တွေဒါမှမဟုတ်လို့ရှိရင်လည်းဒီဟိုပေါ့နော်ကိုယ့်ရဲ့ product တွေကိုပေးထားတဲ့ review တွေကိုယ့်ရဲ့ page ကိုပေးထားတဲ့ review တွေထဲကစကားလုံးတွေကိုထုတ်နှုတ်ပြီးတော့ဒါကောင်းတာလားဆိုလားဆိုတာကိုသူဖြစ်တာပေါ့ဆုံးဖြတ်ပေးတာပေါ့ဆိုတော့သူကဘယ်လိုလုပ်လဲဆိုလို့ရှိရင်ခုနကပြောသလိုပဲဒီစကားလုံးတွေဒီသူပြောထားတဲ့စာသားတွေတချို့တွေစကားလုံးတွေကိုကောက်နှုတ်ပြီးတော့သူကအဲ့ဒီစကားလုံးတွေပေါ်မှာမူတည်ပြီးတော့သူကဆုံးဖြတ်ချက်ချတာပေါ့ချီးမွမ်းပါတယ်တို့အရန်ကောင်းတယ်တို့စိတ်ပျက်စရာအစတဲ့အဲ့ဒီစကားလေးတွေ phrases လေးတွေကိုယူပြီးတော့သူကဒီဟာကိုဒီကိုကောင်းတာပြောနေတာလားဆိုးတာပြောနေတာလားဆိုတော့သူ analyze လုပ်ပေးတာပေါ့နော်ဆိုတော့အခုဒီ exercise လေးကိုသွားကြည့်ကြရအောင်ဒါကတော့ဒီ Microsoft Learning မှာသူတို့ပြပေးထားတဲ့ exercise လေးပေါ့နော်ဆိုတော့ဒီ exercise မှာသူကscenario နှစ်ခုရှိတယ် scenario ဆိုတာကသူကဒီဒီ sentiment analysis ကိုအသုံးပြုနိုင်တဲ့အခြေအနေပေါ့အခြေအနေမတူတဲ့နှစ်ခုကိုသူက exercise မှာပြပေးထားတယ်ပေါ့နော်ပထမ exercise ကတော့သူကဒီလူတွေကို interview လုပ်ထားတဲ့အတန် file တွေကိုသူကအဲ့ဒီအတန် file တွေကိုအခြေခံပြီးတော့သူက analyze လုပ်တာပေါ့ဒီအတန် file တွေကကောင်းတဲ့ဟာကိုအကြောင်းပြောနေတာလားဆိုတဲ့အကြောင်းပြောနေတာလားဆိုတာကိုသူက analyze လုပ်မယ်ပေါ့နော်ဆိုတော့အဲ့ဒီweb application နာမည် Story Bridge app လို့ခေါ်တယ်အဲ့အပြင်မှာတကယ်ရှိတဲ့web application မဟုတ်ဘူးပေါ့နော်ဒီ Microsoft ကနေပြီးတော့သူတို့ course ကိုလေ့လာနေတဲ့လူတွေအတွက်sandbox လိုပုံစံမျိုး exercise ယာယီလုပ်လို့ရအောင်လုပ်ပေးထားတဲ့ web application ပေါ့ဆိုတော့အခုအဲ့ဒီ Story Bridge application ကိုသွားကြည့်ရအောင်ဒါကတော့ဒီသူတို့ရဲ့ Story Bridge web application ပေါ့နော်ပြီးတော့သူကဒီ web application ကဘာတွေကိုလုပ်ပေးရဲဆိုတဲ့ဟာကိုရေးထားတယ်ပေါ့ဒါကတော့သူကဥပမာပေးထားတဲ့ web application ဆိုတော့ဒီ detail မရှင်းပြတော့ဘူးပေါ့နော်ဆိုတော့အခုဒီ upload file ကိုသိကြည့်ရအောင်ဆိုတော့အဲ့ဒီ upload file မှာသူက file လေးခုပေးထားတယ်သူကအဲ့ဒီ file တွေကိုဖွင့်ကြည့်ပြီးတော့ပြောတဲ့စကားလုံးတွေကိုအခြေခံပြီးသူကကောင်းတာလားဆိုတာလားဆိုတာ analyze လုပ်မယ်ပေါ့နော်ဆိုတော့အခု story 1ကိုရွေးကြည့်ရအောင် I was in Tokyo when the earthquake struck in 2011. I remember how the ground shook violently, and buildings swayed like trees in the wind. We spent the night in a shelter, unsure of what tomorrow would bring. ဆိုတော့အခုတန် file ကို play ပြီးသွားပြီပေါ့နော်ဆိုတော့သူကဒီမှာပြပေးထားတယ်ဒီအတန် file သူကနားထောင်ပြီးတော့သူကဘာသာစကားနဲ့ပြောထားတယ် English နဲ့ပြောထားတယ်ပြီးသွားလို့ရှိရင်သူကဒီပြောထားတဲ့စာကြောင်းတွေကနေပြီးတော့စကားလုံးတွေထဲကနေသူကဒီစကားလုံးတွေကိုထုတ်နှုတ်ပြီးတော့သူကanalyze လုပ်တယ်ပေါ့သူကဘာစကားလုံးတွေကိုအဓိကသုံးလဲဆိုလို့ရှိရင် Tokyo မြို့နာမည် earthquake ငလျင်လှုပ်တယ်ဆိုတဲ့ဟာပြီးတော့ခုနှစ်သက်ဂရိပြီးတော့ buildings night shelter tomorrow အဲ့ဒီအဓိကစကားလုံးတွေကိုသူကယူပြီးတော့analyze လုပ်တယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်ဒီမှာ ground shook violently ဆိုတဲ့ phrase ကလည်းယူလို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်လည်းဒါ negative negative စကားလုံးလို့ပြောလို့ရတယ်ဒါပေမဲ့သူကအဓိကone word ကိုပဲယူတယ်နဲ့တူပါတယ်ဆိုတော့အဓိကကတော့ဒီ earthquake ရဲ့ငလျင်လှုပ်တယ်ဆိုတာရယ်ပြီးသွားလို့ရှိရင်ခိုးလုံမှုရှာယူရတယ်ဆိုတဲ့ဟာတွေကိုသူကအခြေခံပြီးတော့သူကဒီအကြောင်းအရာဟာ
negative အကြောင်းအရာမကောင်းတဲ့ဆိုးတဲ့အကြောင်းအရာတစ်ခုကိုပြောနေတယ်ဆိုပြီးတော့သူက analyze လုပ်နိုင်တယ်ပေါ့နော်ဆိုတော့အခုနောက်ထပ် file တစ်ခုကိုထပ်ပြီးတော့နားထောင်ကြည့်အောင်ဆိုတော့အခုဒီဟာ story 4ပေါ့နော် story 4ကိုစမ်းကြည့်မယ် Estaba en la Ciudad de México en 1968, viendo a Bob Beamon romper el récord mundial de salto de longitud. El estadio estalló, se sintió como si hubiéramos presenciado algo sobrehumano. Nunca olvidaré ese salto. အခုဒီတန် file ကတော့သူက Spanish နဲ့ပြောထားတယ်ဆိုတော့ဒီဟို AI ကနေ Spanish နဲ့ပြောထားတယ်ဆိုပြီးတော့ပြပေးထားတယ်ပြီးတော့သူကဒါကို translate လုပ်ပေးထားတယ်ပြီးတော့ခုနကလိုပဲဒီမျိုးနာမည်အထင်ကြီးကဟိုယူတယ်ပေါ့နော်နာမည်ကိုယူတယ်ပြီးသွားလို့ရှိရင်ခုနှစ်သက် grade ကိုယူတယ်ပြီးသွားလို့ရှိရင်world record long jump world record ကိုလုပ်ခဲ့တဲ့သူရဲ့နာမည်ကိုယူတယ်ပြီးတော့ stadium leap ဆိုတော့ဒီစကားလုံးတွေကိုကြည့်လိုက်လို့ရှင်ဘာမှပျော်တယ်လို့သတ်မှတ်ရလောက်အောင်ဒီကောင်းတဲ့စကားလုံးလည်းမပါဘူးဆိုးတယ်လို့ပြောရလောက်အောင်ဒီသတ်မှတ်လို့ရတဲ့စကားလုံးလည်းမပါဘူးပေါ့နော်ဆိုတဲ့အခါကျတော့ तू ကဒီအကြောင်းအရာကို तू ကmixed လို့ပဲ तू ကသတ်မှတ်လိုက်တယ်ကောင်းတာလည်းမဟုတ်ဘူးဆိုးတာလည်းမဟုတ်ဘူးပေါ့နော် mixed sentiment ဆိုပြီးတော့ तू ကသတ်မှတ်လိုက်တယ်ဒါကတော့အတန် file ကို base လုပ်ပြီးတော့ तू ကောင်းတာလားဆိုတာလားသတ်မှတ်တဲ့ပေါ့ exercise လေးပေါ့နော်ဆိုတော့အခုဒုတိယ exercise ကိုသွားကြည့်ရအောင်ဒုတိယဒီexercise တွေကဒုတိယပေါ့နော်ဒီ sentiment analysis ကိုအသုံးပြုလို့ရတဲ့နောက်ထပ်အခြေအနေတစ်ခုပေါ့အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင် social media post တွေကိုကောင်းတာပြောနေရလားဆိုးတာပြောနေရလားဆိုတာကိုခံမှန်းပေးတဲ့ခံမှန်းပေးတဲ့ web application ပေါ့ဆိုတော့အခုဒီမှာဆိုလို့ရှိရင်သူကပြောထားတာ Blue Yonder Airlines သူဒီလေကြောင်းတခုကနေပြီးတော့သူ့ရဲ့နာမည်ကို hashtag လုပ်ပြီးရေးထားတဲ့ post တွေကိုသူကအကုန်လုံးယူပြီးတော့သူတို့ review တွေကိုပြောရလို့ရှိရင် review တွေကိုဒါခွဲခြမ်းစိတ်ဖြာဖို့သူကလုပ်မှာပေါ့နော်ဆိုတော့အခုဒီကို social media analyzer app ကိုသွားကြည့်ရအောင်ဒါလည်းခုနကနဲ့အတူတူပဲပေါ့နော်အပြင်မှာတကယ်ရှိတဲ့ဟာမဟုတ်ဘဲနဲ့ Microsoft Land နဲ့ကနေပြီးတော့စမ်းသပ်လို့ရအောင်လို့ဥပမာပြပေးထားတဲ့ web application ပေါ့ဆိုတော့အခုဒီမှာဆိုလို့ရှိရင်ဒီမှာဒီမီတာလေးပြပေးထားတယ်ဒါnegative feedback ဆိုလို့ရှိရင်မြားကအနီရောင်ကိုပြမယ်ပေါ့နော်positive လည်းမဟုတ် negative လည်းမဟုတ်ဘူးအလယ်လက်မှာပဲဆိုလို့ရှိရင်ဒီမြားကမှာပြမယ်အစင်းကတော့ကောင်းတဲ့ဟာပေါ့ဒါaverage ဟာကိုသူပြပေးမယ်မီတာပေါ့နော်ပြောရလို့ရှင် statistic ကိုသူပြပေးထားမယ်ဒါ post နှစ်ပတ်ဘယ်နှခုရှိရဲကောင်းတာဘယ်နှခုဆိုးတာဘယ်နှခုခြားနေဘယ်နှခုပေါ့အဲ့လိုမျိုးပြပေးထားမယ်ပေါ့နော်ဆိုတော့အခုဒီ start capturing ဒီ social media post တွေကိုစပြီးတော့ဖြစ်ကြအောင် capture လုပ်ကြည့်အောင်ဆိုတော့သူကအခုစလုပ်နေပြီပေါ့ဆိုတော့သူကဒီမှာဆိုလို့ရှိရင်ဒီ capture လုပ်တဲ့အတိုင်းဒီမြားတံလေးကသူကပြနေတာပေါ့နော်ဒီသူရေးထားတဲ့ post တွေအားလုံးပြန်မျှချပြီးတော့ကောင်းတာပြောတာများလားဆိုးတာပြောတာများလားဆိုတော့ဒီမြားတံလေးကဒီလိုမျိုးပြနေတယ်ပေါ့ဟိုဒီကမြားတံကများသောအားဖြင့်ဒီအဝါမှာပဲရှိနေတာပေါ့နော်ပြီးသွားလို့ရှိရင်ဒီမှာ statistic မှာဆိုလဲဒီက post ဘယ်နှခုရေးထားတယ်ဆိုပြီးတော့ဒါကောင်းတဲ့ feedback ဘယ်နှခုရှိတယ်ဆိုတာ၄ခုကောင်းတာဆိုတာမဟုတ်ပဲခြားနေရ၃ခုပေါ့နော်ပြီးတော့သူကဒီမှာကောက်နေရပြောင်းသွားတယ်ပေါ့သူကin real time ဒီ post တွေကိုယူပြီးတော့ analyze လုပ်နေတဲ့ပုံစံမျိုးသူကဥပမာပြချင်တာဆိုတော့အခုဒီ post တွေကိုသွားကြည့်ရအောင်ဒါဒီမှာဆိုလို့ရှိရင်သူက post list တွေကိုပြပေးထားတယ်ပြီးသွားလို့ရှိရင်သူကဒီဘေးနားမှာ emoji icon လေးတွေနဲ့သူကပြပေးထားတယ်ပေါ့နော်ကိုဆိုဒီ airline ကို review ကောင်းတာပေးထားလားဆိုးတာပေးထားလားဒါမှမဟုတ်လို့ရှိရင်ချားနေပေးထားလားဆိုတာဒီ emoji လေးတွေနဲ့သူကပြပေးထားတယ်ဆိုတော့အခုကောင်းတာပေးထားတဲ့ feedback post တစ်ခုကိုသွားကြည့်အောင်နော်ကောင်းတာ okay ကောင်းတာအခုဒီကကောင်းတာရေးထားတာပါဆို amazing international service ပြီးတော့ဒီမှာ hashtag သုံးထားတယ် connects me to the world with style ဆိုတော့ဒီပြောထားတဲ့စာကြောင်းထဲမှာကောင်းတဲ့စကားလုံးတွေပေါ့သူရွေးထုတ်လိုက်တဲ့စကားလုံးတွေက amazing international service connects world style ဆိုတော့အဓိကတော့ amazing ပေါ့ဒီစကားလုံးကကောင်းတဲ့စကားလုံးပြီးသွားလို့ရှိရင်စိုးတဲ့စကားလုံးလည်းတစ်ခုမှမပါဘူးသူရွေးထုတ်လိုက်တဲ့စကားလုံးတွေထဲမှာဆိုတော့ဒါကောင်းတဲ့ feedback ပေးထားတာဆိုပြီးတော့သူကဒီဟာကိုမှတ်ချက်ချတယ်ပေါ့နော်ဆိုတော့အခုဆိုတဲ့ feedback တစ်ခုကိုရွေးကြည့်ရအောင်ဆိုတော့ဒါဆိုလို့ရှိရင်ဗာပြောထားလဲဆိုရင် seat belt was broken and they couldn't fix it airline နာမည်ကို hashtag လုပ်ထားတယ် safety standards are questionable ဆိုတော့ဒါ definitely ဆိုတဲ့ feedback ပေါ့နော်ဆိုတော့သူကဒီမှာရွေးထုတ်ထားတဲ့စကားလုံးတွေက seat belt broken couldn't fix safety standards questionable ဆိုတော့ဒါပြောရလို့ရှိရင်သူထုံနှုတ်ထားတဲ့စကားလုံးတွေထဲမှာအကုန်လုံးက safety standards ကလွဲလို့ရှိရင်ဒါဆိုတဲ့စကားလုံးတွေလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့သူကဒါကိုဆိုတဲ့ feedback ဆိုပြီးတော့သူကသတ်မှတ်လိုက်တယ်
အခု mixed ဟာဟိုတွားကြည့်အောင်တွားဘာပြောထားလဲဆိုရင် using hashtag airline mobile app to check flight status interface seems user friendly ဆိုတော့တွားဒီမှာထုတ်နှုတ်လိုက်တဲ့စကားလုံးတွေက mobile app check flight status interface user friendly ဆိုတော့အရန်ကောင်းတဲ့စကားလုံးမျိုးမပါဘူးပေါ့နော်ဆိုအရန်ဆိုးတဲ့စကားလုံးလည်းမပါဘူးတကယ်တော့ဒီ user friendly ဆိုတာတော့နည်းနည်းကောင်းတဲ့အထက်မှာတော့ထည့်လို့ရပါတယ်ဒါပေမဲ့အရင်ကောင်းတဲ့အထဲမှာမပါတဲ့ခါကျတော့သူကဒီfeedback ကိုသူကကောင်းတာလည်းမဟုတ်ဘူးဆိုတာလည်းမဟုတ်ဘူး neutral ပဲဆိုပြီးတော့သတ်မှတ်လိုက်တယ်ပေါ့နော်အခုဒီ exercise လေးတွေကတော့ AI မှာအသုံးပြုတဲ့ natural language processing NLP ရဲ့ sentiment analysis ပေါ့နော်ဒီသဘောထားခွဲခြမ်းစိတ်ဖြောင်းမှုဘယ်လိုမျိုးသူတို့လှုပ်ဆောင်လဲဆိုတဲ့ဟာကိုဥပမာလေးတွေနဲ့ပြပြီးသွားတာပေါ့ဆိုတော့ဒါAI ရဲ့တချို့လေးလှုပ်ဆောင်မှုလေးတွေကဘယ်လိုမျိုးလှုပ်ဆောင်လာလဲဆိုတာကိုရှင်းပြပေးသွားတာပေါ့နော်ဆိုတော့ဒါအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းမယ်လို့မျှော်လင့်တယ်ပေါ့နော်ဆိုတော့အခုဒီ Microsoft certificate တွေအတွက်စိတ်ဝင်စားတယ်ဆိုလို့ရှိရင် curious page မှာကြုံရင်ကြုံသလိုတင်ပေးသွားမှာမဟုတ်လို့page ကို like and follow လေးလုပ်ပေးထားကြပါနော်အားလုံးပဲမင်္ဂလာရှိတဲ့weekend လေးဖြစ်ပါစေလို့နောက်ပတ်တွေမှာလည်းဒီလိုဗီဒီယိုမျိုးလေးတွေကိုတင်ပေးသွားပါဦးမယ်